တိုမင်းတော်ဤဘူပါဝင်တော်ကိုတွေးစာအုပ်ဟာဒီကပွဲပေါ်ကဘာစာအုပ်တွေလဲကွာထူလာကြီးလားအဲ့ဓာတွေကတန်လိုက်ဆက်ကွင်းနဲ့ဖန်တီးထားတဲ့ကိုတိစာအုပ်တွေကွာဘိုဘိုရဟာစာအုပ်ထဲမှာစာတွေ့ပဲရှိပါတယ်ဘယ်လိုပြီးကိုတွေ့ဖြစ်မှာဒီစာအုပ်ကိုမျက်နှာမူပြီးဖတ်လိုက်တာနဲ့စာအုပ်ထဲကအကြောင်းအရာတွေစီတကယ်ရောက်သွားလိမ့်မယ်ငါနောက်မှဆက်ရှင်းပြမယ်ကွာလမ်းထိပ်ကငါခဏလေးသွားစီရရှိလို့ဒီတော့သွားပြီဟီဟီစာအုပ်တွေကစုံနေရတယ်ပုံမြင်ကဘာတစေအိမ်ကဘာတမိုင်းဝီယိုလိုခီအပါပါဆုံးလို့ဟာတရားစာပဲဝါဒနာပါတဲ့မိမိတို့ဖတိတို့ကိုပြိုးတို့ကိုလမ်းခေါ်ပြီးစရမယ်အေးမိလာငါတို့အိမ်မှာနေကြိုက်တဲ့စာအုပ်တွေရောက်နေတယ်အမြန်လာပဲဟဲ့ကောင်ဘာပြောတယ်ကြောက်ခေအကြောင်းစာအုပ်တစ်မီးတို့အိမ်မှာရောက်နေတယ်ဟုတ်လားငါအခုပဲလာခဲ့မယ်နော်ခဏလေးစောင့်အေးအောင်ကိုချိုပုံမြင်ပေါင်းကျုပ်စာအုပ်ကြီးဖတ်ချင်ငါတို့အိမ်ကိုအခုချက်ချင်းအမြန်လာခဲ့ကြားလားအေးလာခဲ့မယ်ဟေ့ဘိုးဟေ့ငါတို့လာပြီဟေးဘိုးဘိုးဟေးဘယ်မှာလဲကွာမင်းပြောတဲ့စာအုပ်တွေလာပါဟောဒီမှာအစင်းလေးပါပဲခင်ဗျရော့မိမိကတမိုင်းအကြောင်းသိစိတ်ဝင်ကြတော့ဟောဒီဒုတိယကဘာစိတ်အကြောင်းစာအုပ်ယူဟဲ့ကောင်ငါအတွက်ရောဒီကဟောဒီကဘာဦးခေအကြောင်းစာအုပ်ပေါ့ဟာအဖုံးမှာအေယာမဂေါ်စီလာရုပ်ကြီးနေပါလားဖတ်မယ်ငါကဒီပုံရင်ပေါင်းကျုပ်စာအုပ်ပေါ့နော်ပေးဟေးအခုပဲထိုင်ဖတ်ပြလိုက်မှန်စမ်းဒိုင်နိုဆောရဲ့ရှူးပြတ်နေပါလားအာမလေးပြဝင်သွားပြီဟင်းငါကြောက်ခက်ကိုတကယ်ရောက်သွားပြီဘယ်လိုဖြစ်တာလဲမလေးအတားစားပေါ်စီလာနေကြပြီကေပါဦးဗျာရန်သူအမလေးသူရန်နေတာလည်းငါ့ကိုဖမ်းတော့မယ်ဟိုတော်တဲ့ဝင်ကြီးမှာအေးဦးမလေးဗျာလောက်ကြပါဦးဗျာတော်ထဲမှာနဲ့လွယ်ရှင်နေနဲ့တိရစ္ဆာန်မျိုးစုံစောင့်နေကြတယ်ဗျာစစ်ပွဲရဲ့အကြောင်းကိုတေးခါလေးထားတယ်ဖတ်ကြည့်အောင်ပါအမေကငါနေလို့ရောက်လာတယ်ဒီလိုမျိုးရောက်လာတော့မိုးပေါ်မှာလည်းဘုန်းကျဲနေနေနဲ့အမေပေကွဲပြီးတော့ဒီလိုရှိဘာမှလည်းမိုင်းပုံမြုပ်ထားတယ်ဘာလို့ဒီလိုက်ရတယ်မဆရာကြီးနောက်မှလည်းစိတ်အားရဝမ်းလာကြတယ်တီရမှာလေမင်းကြီးတွေ့အောင်တော့လွတ်ပေါင်းတော့ဟီပုံမြင်စာအုပ်တဲ့ပုံမြင်နေတဝါကြီးဖတ်ပြလိုက်အောင်မယ်အောင်မလေးဗျဟင်ဒီတောင်းတယ်ငါဘယ်လိုလုပ်ရောက်လာလဲဟာမြေခွေးဥတန်နေပါလားချားဟိန်းတန်နေကောတောကောင်မန်းဖီတန်နေပါကြားနေရတယ်ငါတော့ကြားစာချင်းလေးကဖြစ်တော့မလဲတူတယ်တော်အပြေပဲခက်ပြေးပါကြောက်တယ်ဗျကြောက်တယ်အာအီးဟိကောင်လေးရာဇန်ညီကငါအိမ်မှာတင်းခွေရေတက်ခိုင်းမှုခေါ်သွားမယ်ဟိုက်ပုံမြင်တွေကကောက်ချစ်တဲ့ပုံလားပါလားဒုက္ခပဲင
ငါနဲ့တကယ်တွေ့နေပြီကြောက်အောင်မျိုးအုံနာကအုံမျိုးတွေကနှိမ့်ဆက်တော့မယ်ဗျာ ဟဲ့ကောင်လေးလာခဲ့ငါအပင်အောင်ရောက်တာနဲ့ငါပိုင်ပြီ ဟိုက်ပုံမြင်တွေကဘလူးမကလည်းငါ့ကိုကြိုက်စားတော့မယ်ပြန်လဲပြေးပါဗျာအာ ဟိကိုပြောစာအုပ်တွေကပြန်ထွက်လာပြီအမလီတာအမလီငါကိုတေးကြောင်းတယ်နဲ့ဘလို့လို့လာခဲ့ ကံကောင်းလို့ဂေါ်စီလာသာမဖြစ်တယ်တေဖို့သာပြင်ဘူစုပ် ဟာအားလုံးကငါ့ကိုဝိုင်းဆော်ရမယ်ဖြစ်ပြေးလို့မှလည်းမဟုတ်တော့မထူးဘူးဟောဒီစာအုပ်အလွတ်ထဲကိုခဝင်ပုံမှရာ ဒီကောင်တော်လဲပါလားတို့ကိုရန်စပြီးစာအုပ်ထဲဝင်ပုံးနေတယ်ကွမပူနဲ့ငါတို့ဖြစ်တယ်လို့ဖြစ်အောင်ဒီကောင်ကိုလုပ်ပြမယ်ဟောဒီတားရဲ့တရိတ်ဆန်နေပေါ်တဲ့ပုံမြင်ပေါင်းချုပ်စာအုပ်ကိုသူ့စာအုပ်ထဲထည့်လိုက်မယ် ဒါဆိုဒီကောင်ပိုဒုက္ခရောက်အောင်ဂေါ်စီလာတွေပါတဲ့စာအုပ်ပါထည့်လိုက်မယ် အေးငါအတွက်ပါလက်စားချီကိုကဘာစစ်စာအုပ်ထည့်လိုက်ပြီဟဲ့ ရှုပ်ပါတယ်ဒီအခန်းထဲကတွေးသမျှစာအုပ်တွေအားလုံးဘိုးဝင်သွားတဲ့စာအုပ်တွေအကုန်ပြစ်ထည့်မယ်ဟေ့ရောသမခံပြီးတော့ဘိုးရေကဲ့ကွာ ရောက်ကွာ အမလေးကဲကြပါဦးဗျာအမျိုးစုံကန်စားနေရတယ်ဟီဟီ ကြာကြာဟေး တို့တော့တွားပြီကွာ